တို့ရေအရန်လာတယ်မှာတော့နော်မှုတ်စင်ခေါင်းဝင်လေးလာပါပြီဘေးနှစ်ဖက်ကျိုးကြည့်ပါနော်မှာတော့ဘေးနှစ်ဖက်ကျိုးကြည့်ပါဇစ်ပြောက်ပါမယ်ကျိုးကြည့်ပါမယ်ဘေးနှစ်ဖက်ကျိုးကြည့်လေးပေါ့နော်အိတ်ကက်လေးလည်းပါပါတယ်ရင်ဆိုင်ကမှတော့36ကစဝတ်ပါရင်ဆိုင်သူက46ထိရပါတယ်အရှိကတော့မှတော့52ပါဈေးနှုန်းလေးကမှတော့ဒါလေးက4900နဲ့မှ900ပါနော်အရန်လာပါတယ်အရန်လာတဲ့အစင်လေးပါအင်ဒိုနီးရှား handmade စစ်ပါနော်မြင်ဝတ်ထားတာလေးကိုမတို့လူချင်းနေဆိုရင်အဝါလို့မှတ်မိပါအဝါအဲ့ဒါတော့မြင်ဝတ်ထားတာလေးကိုပန်းလို့မှတ်မိနော်မတို့ပန်းအယောင်လေးတွေကွာသွားမှာဖြစ်ပါတယ်ဒီမှာမြင်ဝတ်ထားတာပန်းလို့မှတ်မိနော်ဒါလေးကကြောက်မတို့နက်ပြလို့မှတ်မိပါနက်ပြနော်နက်ပြဒါလေးကနက်ပြလို့မှတ်မိနော်မြင်ဝတ်ထားတာလေးကပန်းပါဒါလေးကကြောက်မတို့အစိမ်းပါလှလိုက်တာမတို့ဒေါနာစိမ်းလေးနော်သူကဒေါနာစိမ်းပါရှင်ဒေါနာစိမ်းလေးပါလှလိုက်တာမတို့ဒါလေးကတော့လိန်မော်လေးပါရှင်သူကတော့လိန်မော်လေးပါနော်လိန်မော်လေးပါရှင်လှလိုက်တာသူကကြောက်မတို့ခရမ်းလေးပါနော်သူကတော့ခရမ်းလေးပါရှင်လှလိုက်တာမတို့ခေါင်းဝင်လေးတွေကိုမတို့မှာယူခြင်းနဲ့ဆိုရင် Viber number 0951224228မှာမတို့ဆက်သွယ်မှာယူလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်